ဒါတော့လီရှားနိုင်ငံရဲ့ဘောလုံးကွင်းပဲဖြစ်ပါတယ်ဒါတော့ချင်းလာခတ်ကြတာပေါ့နော်ဒါတော့ဗမာတွေပေါ့နော်ချင်းလာခတ်ကြရရဲ့ဒီမှာဒီနိုင်ငံမှာပေါ့နော်ဒီမလေးရှားနိုင်ငံမှာနေရာတိုင်းလိုမှာကွာဘောလုံးကွင်းတွေရှိရတဲ့ဘောလုံးကွင်းတွေဒီလိုမျိုး playground တွေ clay ကစားလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေကဟိုဘက်ရက်ကွက်ကလေးမှလည်းရှိတယ်ဟိုဘက်လမ်းဒီလမ်းအခုမြင်ရတယ်ပေါ့နော်လမ်းလေးရဲ့အဲ့အစုံအဲ့ဒါလေးရတယ်အဲ့ဒါလည်းဘောလုံးကွင်းပဲပြီးတော့တို့ညီမတို့နေတဲ့ပေါ့နော်နေတဲ့အိမ်ဘေးမှာလည်းဘောလုံးကွင်းရှိတယ်ပြီးလို့ရှိရင်အခုပြောင်းနေတဲ့အိမ်ဘေးမှာလည်းဘောလုံးကွင်းရှိတယ်ပြောချင်တာလေဒီလားဒီနိုင်ငံကကလေးတွေကလေကျမ်းမာသားဆွမ်းတာလည်းမပြောနဲ့နော်သူတို့မှာလွတ်လွတ်လပ်လပ်ကစားစရာနေရာရှိတယ်သိရမလားဒီမှာလေဒီခါကျရင်လူကြီးတွေပါလာကစားတယ်ဒီမှာဘောလုံးကွင်းစနေလို့တနင်္ဂနွေလို့ဆိုရင်အရန်လူများတယ်လာကစားကြတယ်ပေါ့နော်ဒါနေရာတိုင်းမှာဘောလုံးကွင်းရှိတယ်ကလေးတွေလည်းပေါ့နော်ဒီမှာလွတ်ထားတာသူတို့အမေတွေဆိုတချို့ကလေးတွေ3နှစ်တို့2နှစ်တို့ဆိုအဲ့တိုင်းလွတ်ထားတာကလေးတွေအဲ့ထဲမှာရှောက်သွားဆော့သိရမလားဘာမှမသိဘူးလေဆော့တာပဲဒါပြောချင်တာကိုရီနိုင်ငံမှာဒါမရှိတာဘောလုံးကွင်းရလေမြို့ပေါ်တွေပဲဆိုအရန်ရှားပါတယ်ပေါ့နော်အခုဒီမှာဒီနိုင်ငံမှာတော့အပေါ်ဆုံးကဘောလုံးကွင်းအဲ့ဘောလုံးကွင်းကလူမျိုးမရွေးဘာသာမရွေးလာပြီးတော့ပေါ့နော်လာပြီးတော့ဆော့လို့ရတယ်ဗမာကောင်လေးဆိုလို့ရှိရင်လည်းသူတို့တွေဆိုရင်လူစုပြီးချင်းလာခတ်ကြတာပဲချင်းကောင်လေးဆိုလည်းချင်းခတ်ကြပဲဗမာတွေလည်းချင်းခတ်ကြတာပဲချင်းခတ်ကြတာပဲပေါ့နော်ပြောချင်တာကမလေးရှားကလေလူမျိုးရေးလောက်ကြီးမခွဲခြားဘူးသီလားမွတ်စလင်နိုင်ငံဖြစ်ပေမဲ့ပေါ့နော်သူတို့နိုင်ငံမွတ်စလင်ဘာသာပေါ့နော်အစ္စလမ်ဘာသာကိုးကွယ်တယ်ဆိုပေမဲ့သူတို့လူမျိုးတွေကလူမျိုးရေးအဲ့လောက်ကြီးမခွဲခြားဘူးလူသားချင်းစာနာတတ်တယ်ဒီနိုင်ငံမှာဖြစ်တဲ့ခိုးဆိုလူရက်လူနိုင်သိရမလားအဲ့လိုမျိုးတွေဖြစ်တယ်ဆိုတာသူတို့လူမျိုးတွေလောက်တာမဟုတ်ဘူးဒီနိုင်ငံမှာလေလာပြီးတော့နေကြတာဗမာတွေရောဘင်္ဂလားတွေရောအင်ဒိုနီးရှားတွေရောဖိလစ်ပင်းတွေရောပါကစ္စတန်တွေရောပြီးလို့ရှိရင်နီဂရိုကောင်တွေရောအများကြီးပဲပေါ့နော်အများကြီးပဲလူမျိုးအစုံလာနေကြတယ်အဲ့ထက်မှာမကောင်းတဲ့လူတွေအများကြီးอ่ะအဲ့မှာလူတွေရက်တယ်တက်တယ်ဖြတ်တယ်ဒါမျိုးတွေလောက်တာပေါ့နော်သူတို့နိုင်ငံသားတွေကသူတို့မလေးလူမျိုးတွေကအေးဆေးပဲနေတာသူတို့ဘာသာတွေကအရန်ကန်ဆိုင်နေပြီးရင်ကောင်းတဲ့လူကောင်းတယ်လို့ဆက်နေဒီလောက်ကြည့်ကွာလူမျိုးရေးမခွဲခြားဘူးသိလားသူတို့နိုင်ငံသားတွေကစိတ်တက်ကောင်းတယ်အဲ့လိုပုံစံတွေပါမကောင်းတာအမှလာနေတဲ့လူတွေကနေပြီးတော့ဒီပြစ်မှုတွေကျူးလွန်ကြတာပေါ့နော်ဒါလိုမျိုးပါအခုကတော့ဒီမှာဘောလုံးကွင်းရောက်နေရပါတော့ကိုရီနိုင်ငံကပြောမယ်ဆိုရင်ဗမာပြည်ပေါ့နော်ဗမာပြည်မြန်မာပြည်ကအရန်ကိုမြစ်တာတရားကြီးမားရတာဆိုတော့ခွဲခြားလိုက်တဲ့လူမျိုးကြီးကိုရီနိုင်ငံမှာဒါအဲ့လိုနိုင်ငံသားတွေလှုပ်လာလို့ကြည့်ပါတာဘယ်လောက်တောင်မှစောက်ကျဲဖင်ကောင်းတွေကျဲပြီးကြမလားဘယ်လောက်တောင်မှလေအနိုင်ကျင့်ပြီးတော့ပြောကြမလဲလို့သိလားကိုရီနိုင်ငံဒါကိုရီးယားအစမပြေလို့သူများနိုင်ငံလာတာသူများနိုင်ငံသားတွေကဘာမှမဖြစ်ဘူးအေးဆေးပဲသူတို့ကဒီလောက်ကြီးလဲလူမျိုးကြီးမခွဲခြားဘူးပေါ့နော်ဒီလိုမျိုးနေရဒါပြောမယ်ဆိုတာအစ္စလမ်ဘာသာဝင်တွေမွတ်စလင်တွေမလေးလူမျိုးတွေပေါ့နော်ဒါသူတို့ကပြောချင်တာကလူမျိုးကြီးမခွဲခြားမှုမရှိဘူးလို့ပြောချင်တာပါ